မင်္ဂလာပါအင်းတို့တက်တူကဆရာဖြစ်ပါတယ်ဒီဘူးထဲမှာပါလာတဲ့ဒီပစ္စည်းလေးတွေကကျွန်တော်တို့တက်တူဆေးပေါ့နော်အဲ့ကောင်သွေးရတာနော်သွေးပြီးတော့အဲ့ဒီရလာတဲ့အရေးကိုဘူးလေးတွေကိုပြန်ဆုပ်ထည့်ပြီးခွက်ထဲကိုပြန်ထည့်ပြီးထိုးတာအဲ့ဒါကျွန်တော်တက်တူပြိုင်ပွဲမှာဂျပန်တယောက်ထိုးနေတာတွေ့လို့ကျွန်တော်အရန်ဟိုသဘောကျတယ်ပေါ့နော်အဲ့လိုသွေးထိုးတာဒါပေမဲ့ဒါသူတို့ရိုးရာသူတို့ဆေးကိုသူတို့ရိုးရာဖော်ဆက်ပြီးသုံးတာအဲ့ဒါကိုကြိုက်လို့ကျွန်တော်ကဟိုစမ်းကြည့်ခြင်းလို့ပေါ့နော်အဲ့ဒါဂျပန်မှာရှိတဲ့တကယ်ချင်းတယောက်အသားကြီးငါအကူကြီးပေးအောင်ကွာလို့အဲ့ဒီဟာလေးလိုချင်တယ်အဲ့ဒါဝယ်ပေးပါအောင်ဆိုလို့သူကဝယ်ပြီးတော့ပို့လာပေးတာကျွန်တော်ရှိရောက်တော့ကျွန်တော်စမ်းတာကျွန်တော်ကအခုထိုးမှာထိုင်းအင်းဗျထိုင်းအင်းကိုကျွန်တော်ကစုံနဲ့ပေါက်မှာနောက်စုံနဲ့ပေါက်မှာအရင်တော့ပေါက်ဘူးတယ်ဒါပေမဲ့ကျွန်တော်တို့မပေါက်တာကြာပြီဆက်နဲ့ပဲထိုးတာပေါ့နော်စုပ်ကကြာတယ်တော်တော်ပင်ပန်းတယ်အဲ့တော့ခဏနေကျွန်တော်ထိုင်းအင်းကိုပေါက်မယ်ဘလိုမျိုးဒီရလက်ရနိုင်မလဲပေါ့နော်တော်တော်ပင်ပန်းတယ်တော်တော်ရေးရစပင်ပန်းတာဟိုကိုကစုံမကင်တာလဲကြာပြီဆိုတော့လေတော်တော်အာယုံဆိုင်ကြတယ်ကျွန်တော်တို့ဆက်နေဆိုရင်ဒီအင်းလောက်ကဟို15မိနစ်20လောက်နဲ့ပြတ်နိုင်တယ်ဒါပေမဲ့ဒီကောင်မှမပြတ်ဘူးတော်တော်ကြာတယ်တော့တနားနီးပါးလောက်ကြာသွားတယ်လူလဲတောင်ချဆိုင်သွားတယ်ဒါပေမဲ့ကျွန်တော်ဒီဆေးအထွက်ပေါ့နော်ဆေးအကြံဆေးရဲ့ရလက်ပေါ့တော်တော်ကောင်းတယ်ဆေးကတော်တော်မဲတယ်ဟိုဒါကတော့သူတို့ဂျပန်တရူးစီကတယောက်သုံးတာတွေးပြီးတော့ထိုးနေတာတွေ့လို့အဲ့ဒါကြောင့်ကိုလည်းလိုချင်တာနဲ့ဆန်းပြီးတော့ရှာဝယ်ခိုင်းလိုက်တာရလာတော့သူပို့လာပြီးတော့เนาะအဲ့ဒါလေးကိုအခုထိုးပြနေကြပါဒီဟာလေးကတော့ကျွန်တော်တို့ရှိမှာရောင်းဖို့တော့မရှိပါဘူးเนาะဒါကျွန်တော်သုံးဖို့ဝယ်ထားတဲ့ဟာလေးဖြစ်ပါတယ်အခုနောက်ဆုံးရဲ့ဒီအင်ကွက်ရလက်ကဒလိုရလာပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်